မင်္ဂလာပါဒီနေ့ကျမကိုအခုလို fasting ကိုနေ့စဉ် intermittent fasting ကျင့်နိုင်အောင်ရယ်နောက် extended fasting ကြီးကျင့်နိုင်အောင်ရယ်ကျမကို enabling လုပ်ပေးတဲ့ factor တွေပေါ့နော်ကျမအဲ့လိုလေ့ကျင့်နိုင်အောင်လို့enable လုပ်ပေးရဲပေါ့နော်လေ့ကျင့်နိုင်အောင်လို့အဲ့လိုမျိုးဟိုကူညီပေးရဲပေါ့ထောက်ပံ့ပေးတဲ့အကြောင်းတရားတွေရှိပါတယ်အဲ့ဒီ enabling factor တွေပေါ့နော်အဲ့လိုလေ့ကျင့်နိုင်အောင်လို့ထောက်ပံ့ပေးတဲ့အကြောင်းတရားတွေကိုပြောမယ်ဆိုလို့ရှင်တော့အရေးပါဆုံးကတော့အဓိကကတော့ကျမနေမကောင်းဖြစ်ခဲ့တာတွေပါပဲဆိုတော့ကျမယောဂတချို့တွေရှိခဲ့တယ်ဝေဒနာတွေခံစားခဲ့ရတယ်ဒုက္ခအကျဉ်းတဲပေါ့နော်စိတ်ကောလူရောဆင်းရဲတာတွေစိတ်ဆင်းရဲကိုယ်ဆင်းရဲတွေကြုံခဲ့ရတယ်ဆိုတော့အဲ့ဒီအခြေခံအကြောင်းတရားတွေပေါ့နော်အဲ့ဒီ factors တွေပေါ့အဲ့ဒီအားတွေကကျမအဲ့လိုကြုံခဲ့ရလို့ကျမလေ့ကျင့်နိုင်တာပါ fasting ကိုကောင်းကောင်းကျင့်နိုင်သွားတာပေါ့နော်ဆိုတော့ fasting စကျင့်တဲ့အခါမှာဒါကျမတို့ hunger pain ပေါ့နော်အစားမစားတဲ့အခါမှာကြုံရတယ် bite စားတဲ့ hunger pain ကိုကြုံကြရတာပေါ့နော်ဆိုတော့အဲ့ဒီစားကျင့်ကာစားမှာခံစားရတဲ့ hunger pain ကို hunger pain ကြုံလာတဲ့အခါမှာကျမကောင်းကောင်းခံနိုင်ရှိရပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျမအဲ့လိုနေမကောင်းနေပြင်းထန်ထန်ဖြစ်ခဲ့တယ်ဝေဒနာတွေဆူဆူရွားခံစားခဲ့ရတယ်အဲ့ဒီလိုကြုံခဲ့ရတဲ့ဒီအတွေ့အကြုံတွေပေါ့နော်ဝေဒနာအတွေ့အကြုံတွေခံစားရတာတွေပေါ့ဝေဒနာတွေအဲ့ဒါကြောင့်ကျမဒီ fasting ကျင့်တဲ့အခါမှာတွေ့ရတဲ့ခံစားရတဲ့ hunger pain ကိုဟိုကောင်းကောင်းခံနိုင်ရှိတာပေါ့နော်ဆိုတော့အခုကျမအဲ့ဒီဝေဒနာတွေအကြောင်းတစ်ခုကိုကျမကြုံခဲ့ရတဲ့အချိန်ကာလပေါ့နော် timeline နဲ့ကျမပြောပြသွားပါမယ်